ရခိုင်ပြည်နယ်ဟာလွတ်လပ်တဲ့ပြည်နယ်ဖြစ်ရမယ်ငါတို့မြေကိုငါတို့ဘာသာထိန်းချုပ်ရမယ်ဘသူကမှငါတို့အပေါ်လာပြီးအုပ်ချုပ်ခွင့်မပေးနိုင်ဘူးရန်သူဟာငါတို့ရဲ့တနက်တွေကိုကြောက်တာမဟုတ်ဘူးငါတို့ရဲ့စီးလုံးမှုကိုကြောက်တာကရင်ဖားစီတန်တီးခတ်လိုက်ရင်ချင်းတောင်တန်းတွေကဟိန်းကနေတုံ့ပြန်လိမ့်မယ်ရခိုင်ကြားဟောက်လိုက်ရင်ကချင်နဲ့ကရင်နီလင်းယုံတွေပြန်တက်လာလိမ့်မယ်ဒီနေ့မှာငါတို့ဟာအာနာရှင်ရဲ့လေမုတ်ယုံနဲ့ငိမ့်သွားမဲ့မီးစာလေးတွေမဟုတ်တော့ဘူးငါတို့ဟာတောမီကြီးတွေဖြစ်လာပြီတလွင်မြစ်ကနေကလားတန်မြစ်ထိမြောက်ပြားကနှင်းတောင်တွေကတောင်ဘက်ကမြေပြန့်လွင်ပြင်တွေထိဒါဟာငါတို့အိမ်ပဲဒီမြေတလက်မကြံလွတ်လပ်တဲ့အခါငါတို့နောက်မဆုတ်ကြေးဆယ်စုနှစ်ပေါင်းများစွာငါတို့ဟာဒဏ်ရာတွေကြားမှာပဲရှင်သန်ခဲ့ရတယ်သူတို့ကငါတို့ကိုကွဲပြားနေစေချင်ခဲ့တယ်ကချင်ကရင်နီရခိုင်ဆိုပြီးတယောက်နဲ့တယောက်သူစိမ့်နေလို့မြင်အောင်တွေးခွဲခဲ့ကြတယ်ဒါပေမဲ့အခုငါတို့ကိုကြည့်လိုက်စမ်းငါတို့အားလုံးဟာတူညီတဲ့လွတ်လပ်မှုအောက်မှာတူညီတဲ့ညီရဲတဲ့သွေးတွေကိုစတေးနေကြတယ်တိုင်းပြည်ဆိုတာအာဏာရှင်တွေဆွဲထားတဲ့မြေပုံတစ်ခုတည်းမဟုတ်ဘူးတိုင်းပြည်ဆိုတာငါတို့သားသမီးတွေအတွက်ငါတို့ပေးတဲ့ကတိစကားပဲငါတို့ဟာအာဏာရှင်စနစ်ဟောင်းကိုဖျက်ဆီးဖို့တင်တိုက်နေတာမဟုတ်ဘူးတရားမျှတမှုရှိတဲ့စနစ်တစ်ခုကိုတီဆောက်ဖို့ရောက်နေကြတာစောင်းသူလယ်သမားတွေအေးအေးချမ်းချမ်းရိတ်သိမ်းနိုင်တဲ့ကျောင်းသားတွေကြောက်ရွံ့မှုမရှိဘဲအိမ်မက်မက်နိုင်တဲ့တိုင်းရင်သားအားလုံးရဲ့အတန်ဟာတိုင်းပြည်ရဲ့အင်အားဖြစ်လာမဲ့အိမ်တစ်လုံးကိုငါတို့တီဆောက်ရမယ်ညနေပင်မဲ့အလင်းရောင်ဟာလိုချားနေသူတွေအတွက်ပဲဖြစ်ရမယ်အားလုံးဂုံရရမယ်အမိနိုင်ငံတစ်ကိုအတူတူတီဆောက်ကြစို့ငါတို့တွေဟာကွဲပြားလွန်းလို့အတူတူမရက်တည်နိုင်ဘူးလို့သူတို့ပြောခဲ့ကြတယ်ကရင်တောင်တန်းတွေဟာရခိုင်ပင်လယ်နဲ့တိတ်ဝေးလွန်းတယ်လို့သူတို့ပြောခဲ့ကြတယ်ရှင်းတောင်တန်းတွေဟာမြင့်လွန်းလို့ကချင်နဲ့ကရင်နီတွေလက်မမီနိုင်ဘူးလို့သူတို့ထင်ခဲ့ကြတယ်သူတို့အားလုံးမှားသွားပြီ Yo, let me tell you about a leader named Tuan Mr. Nang in the heart of a Khan. Hear the freedom bells ring. He's the voice of the people, got the strength of a lion, fighting for the truth while the whole world's denying. From the mountains to the rivers, he's the hope in the dark. With the Arakan army, igniting the spark, united and strong. They rise like the sun in the battle for freedom. They won't be outdone. Tuan Mr. Nang, stand tall, never back down. With the Arakan army, they're taking the crown. Victory in their sights, they'll never give up. For the dreams of their people, they're filling the cup. Tuan Mr. Nang, stand tall, never back down. With the Arakan army, they're taking the crown. Victory in their sights, they'll never give up. For the dreams of their people, they're filling the cup. In the trenches of struggle, he leads with a plan for the rights of the people. He's making a stand through the tears and the pain. He's a beacon of light. With the Arakan army, they're ready to fight. Voices of the past, they echo in his mind from the